မိုင်းထေကရွေကပင်တွေရဲ့ကော်တူလစ်နိုင်ငံတွေတမိုင်းထေကရွေကပင်တွေရဲ့နှလုံးသားဟာကရင်တွေရဲ့နှလုံးသားပေါ့ကရင်တွေမညံ့ကြဘူးလို့ထင်ပါတယ်နော်တမိုင်းထေကကရင်တွေရဲ့အင်းစင်သွေးချောင်းဟာမနစ်တနင်္ဂနွေဆိုပါတော့ကရင်ကံကြမ္မာကရင်တွေစီမံခွင့်ရဖို့အာနာရှင်ထံအဖီတွေးရဖို့အချိန်တော့မဟုတ်ဘူးထင်ပါတယ်အဖီတွေးပြီးနေလာခဲ့တာနှစ်ပေါင်း80ကျော်သွားခဲ့ပြီပေါ့ကရင်တွေညင်ညွတ်မှုပြပရာပြီးစိတ်ဝင်ကွေးခွေးတာပြီးအဖက်တင်ဆိုရမှာဒီကနေ့ကော်တူလေးသမဒနိုင်ငံကိုရွှေကရင်တွေအားလုံးညင်ညွတ်စွာဖြင့်မြေဥတော်လည်ရင်းနဲ့အတူတေဆောက်ကြမည်ဆိုရင်ဖြင့်အာနာရှင်တွေရဲ့ရောက်မှရက်ဆက်မှုရွာကိုမင်းရှုမဒင်းချင်းတက်ဖြက်ဘုံကျချင်းမှလွက်ကင်ပြီးကရင်လူငယ်တွေရဲ့အနာဂတ်မနေ့ဖန်နေနနာခင်းလေးနဲ့အတူတမိုင်းထေကရွေကပင်ရွှေကရင်တွေရဲ့ကော်တူလေးနိုင်ငံတစ်ဆိုပါတော့